တွေကဘလို့များလဲချစ်ရဲ့လို့မင်းစီမှာခေါင်းထိုးပြီးငိုရတဲ့ဖြစ်ကိုတိဆောက်ခဲ့တဲ့မြတ်ကိုပြန်ဖြိုချခဲ့ပြင်မဲ့ကိုမီကိုပြန်ပြီးမျိုးရတဲ့ခေတ်ထဲမှာမင်းကိုပြန်ရခဲ့တာဒါဖျားသခင်တခုလေးတော့တနာကျင်တာမှုပဲတခြားတစ်ပါးသူလက်ထဲတော့မထားချင်ပါဘူးရဲ့ဒါကြောင့်ပဲကိုကချောင်းဝင်ကလူခဲ့တယ်ကိုမကမင်းမရှိတာသူတို့မကရွေးချယ်စရာအများကြီးပဲနေမှာတန်ရောစင်နေထားမိခဲ့လေဒီမြပြန်ဆွတ်လို့ဖို့ဆိုတော့လည်းအားမရှိတဲ့နေထားပါဝါတင်းနဲ့နေရချစ်ချင်းမြတ်တာကိုတော့မင်းစီကလည်းတခြားနည်းနဲ့မဖွေရှာမျက်ရည်မိုးတွေအတားဆီးနဲ့ကြွေကြလာအဲ့လိုကိုတို့ရဲ့ခါတီးတဲ့နေများမှာကပရဲ့အမောင်ချမ်းရောက်ရင်တော့မင်းလည်းငယ်တဲ့မြင်ဖို့လောင်ကျွမ်းပြနေမယ်ဘသူ့ကိုချစ်ခဲ့ဆုံးလဲချစ်ခဲ့ဆုံးလဲမေးလိုက်မင်းနဲ့မဲပဲခုဒီကြောင်ရန်ထဖြစ်တဲ့မိတ်တီလာကလောနဲ့အောင်ပန်းကနေညောင်ရွှေမျိုးတဝိုက်ကတောင်တန်းလာတယ်ပေါ်မင်းလက်တွဲပြီးနောက်တစ်ခေါက်ရှောင်စမ်းမရသေးကိုလိုတူနေမှုရထောင်းနှခမ်းဝါတယ်ကိုကနောင်ရများစွာတဲလို့ရင်းနဲ့လူပွားကြီးလေကိုစွန်စားခဲ့တဲ့များနာကြည့်ခဲ့တဲ့များဘသူမှမသိလေဒီလူစုပမာချေဟာရက်ဒီကိုကရှိမြဲရဲ့ဒါတမှုတွေရနဲ့ချီတယ်